အောင်မြင်ချင်းမှာတင်ဟာဒါဘာကြီးလေးဆိုပြီးတော့သိချင်နေပါလိမ့်မယ်လူတွေကဘာကြောင့်ဒီလိုလုပ်တာလဲဒါကတော့မုတ်စိတ်ပြားဆွဲလုပ်တယ်လို့ခေါ်ပြီးတော့အသိပညာမြင့်တင်မှုလှုပ်ဆောင်ကြတယ်လို့ဆိုပါရီပြီးတော့ဒီပြားတွေဟာမွေးမြူရေးပြားတွေမို့စနစ်တကျကင်တွယ်တဲ့ကအန်ရီတော့မရှိလာပါဘူးသူရဲ့လှုပ်ဆောင်ပုံကတော့လောင်အင်ငယ်တစ်ခုထဲမှာပြားပြင်မကိုအသုံးပြုပြီးတော့လှုပ်ဆောင်လေးရှိပါရီပြားပြင်မရဲ့လှုပ်သားပြားတွေကိုမြားခေါ်ပြီးတော့ပုံမှန်အဖြစ်တော့သူ့ရဲ့လက်ပင်ဒါမှမဟုတ်မီးစေးတစ်ဝိုက်မှာဝိုင်းအုံနေအောင်ဆွဲနေတတ်ကြပါရီပြားတွေဟာလူကိုအန်ရီပြုတ်မပြုတ်ကိုလေကျွမ်းကျင်တဲ့ပြားမွေးမြူတဲ့သူတွေကဘေးကနေစောင့်ကြည့်ပေးရပါရီအများသောအားဖြင့်ကတော့ဒါဟာအန်ရီတော့မရှိလာဘူးလို့ဆိုရမှာပါဒါပေမဲ့ဒါဟာမတော်စားထိခိုက်မိပြီးတော့အန်ရီလေးရှိနိုင်တာမလို့အိမ်မှာစမ်းသက်ကြည့်တာမျိုးမလုပ်ဖို့တော့အကြံပေးပါစေရှင်ဟုတ်ကဲ့ပါကျမတို့ရဲ့ channel လေးကနေပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာများကိုပရိသတ်ကြီးတို့အတွက်တင်ဆက်ပေးနေတာဖြစ်ပါတယ်ရှင်နောက်နေ့တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါဦးမယ်နော်အားလုံးကိုဒီလောက်နေပဲနှုတ်ဆက်ခဲ့ကြပါမယ်ကျေးဇူးထူးတင်ရှိပါတယ်ရှင်